Okay SRD file တော့ရပြီကျွန်တော်တို့ကဒီ SRD file ကိုဘယ်နေရာမှာဘယ်လိုမျိုးသွားပြီးတော့ထည့်ရမလဲမင်းနေတယ်ကျွန်တော်ရဲ့ဒါမိတ်ဆွေရှိပါတယ်အဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော် Google Gemini မှာထုတ်ထားတဲ့ SRD file လေးကိုဒီထဲမှာကျွန်တော်ပြန်ပြီးတော့စာတန်ထိုးတွေက file လေးကိုပြန်ထည့်ပြမှာဖြစ်ပါတယ်အောက်မှာ caption ဆိုတာလေးကိုနှိပ်လိုက်ဒီနားလေးအားလေးကိုနှိပ်လိုက်အမှားလေးပြန်နှိပ်လိုက်ပြီးရင် import caption ဆိုတာရှိတယ်ဒီနားလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဘယ်နားမှာထည့်ထားတဲ့ဘယ်ခုနစပြီးတော့ကျွန်တော်သိမ်းတော့ဘယ်နားမှာဆိုတဲ့ folder ရှိမယ်အဲ့နေရာလေးကိုသိမ်းထားတဲ့နေရာလေးကိုပြန်သွားလိုက်ကျွန်တော်ကတော့ set type ထဲမှာရှိတယ်ကျွန်တော်ထည့်လိုက်ပြီဒီအောက်ဆုံးက mother.srd ဒီဟာလေးเนาะအဲ့လေးကကျွန်တော်နာမည်ပေးထားတဲ့ဟာလေးအဲ့လေးကျွန်တော်နှိပ်လိုက်တာနဲ့ဟော auto ဝင်သွားတယ်ဒီမှာအဲ့ဒီမှာ font တွေကတော့မမှန်သေးဘူးဗျဒီ font မှန်အောင်တော့ကျွန်တော်ထည့်ထားတဲ့ font လေးကိုပြောင်းလိုက်မယ်เนาะချင်းမိုင်ဖောင်းလေးပြောင်းကြည့်လိုက်မှန်နော်一个榴莲200多，你今年给你老婆买榴莲是花2000。အဲ့ဒါစာရမှန်သွားပြီဒါဆိုရင်တော့ SRD file ထည့်နည်းလေးတည်သွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ font တွေပါမှန်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဝေါ်ထဲမှာရှေ့ဗီဒီယိုမှာတင်ထားပေးပါတယ်အဲ့မှာသွားပြီးတော့လေ့လာလို့ရပါတယ်ခင်ဗျာအခုလိုမျိုး AI နဲ့ပတ်သက်တာတွေ editing နဲ့ပတ်သက်တာတွေနဲ့ content creator လမ်းကြောင်းနဲ့ပတ်သက်တာတွေကိုကျွန်တော်စဉ်းစားမပြတ်ကျွန်တော်အကောင့်လေးမှာတင်ဆက်ပေးသွားမှာမို့လို့ဒီအကောင့်လေးကို like follow လုပ်ခဲ့ပေးပါအောင်ခင်ဗျာနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်